ဟုတ်ပဲမင်္ဂလာပါတူရကီသွားခဲ့တာလေးကိုဝင်ပြချင်တာပေါ့နော်ရောက်တာတော့တစ်ပတ်ပြည့်ရှိပြီ immigration သွားတော့ immigration 6ကန်နေထိုင်းပေါ်လေပေါ်မှာကျွေးတဲ့ထိုင်းစားတော့ကမစိုးပါ transit စီးရဲ့နေရာလေးရောက်ဘေးနာအမထိုင်ခဲ့တဲ့အမနဲ့စကားတွေဖုတ်တော့ကီပြထမုံလေးရပြီးကိုကတော့နောက်ဆုံးတော့ဒီတူရကီလေးပေါ်ရောက်တယ်ပေါ့နော် TV လေးကြည့်လို့ရတယ်စားတော့ကနှစ်ခါကျွေးပေးထားတဲ့နှစ်ခုတစ်ခုရွေးဒုတိယတစ်ခါကတော့သူတို့ချပေးရကျွေးစားတာပေါ့နော်နောက်ဆုံးတော့တူရကီကိုရောက်လာအချိန်မှာလေးစိတ်ကတော့မစိုးဘူးပေါ့နော်ကိုတောခဲ့ပူတဲ့နေဒီစင်ကာပူနဲ့ဆိုင်တော့မစိုးကျဲတယ်စင်ကာပူကတော့ပိုလှရလို့ခံစားရတယ်ပေါ့နော်အများကြီးပဲဟိုကြည့်စရာရှိတာဆိုဒါနဲ့ပဲအဆိုင်တရားကိုကလာကြိုးတာပေါ့ကျွေးပြီးတော့မနှက်စာကျွေးရယ်ပြောနေ့လက်စားပါထပ်ပြီးကျွေးရယ်ပေါ့နော်ပြီးတော့ကိုကတော့ဈေးဝယ်တဲ့အခါမှာဒီရန်တော့မချောပြင်မဲ့သူ့တချောဆိုအများကြီးပေါ့နော်အဲ့ဒါနဲ့ကိုကဈေးဝယ်ပြီးတဲ့အချိန်မှာအထုပ်လေးလိုက်ပို့အိမ်ခင်းလေးလိုက်ခင်းပြီးပေါ့နော်ကိုချက်ပြုတ်ပြီးတော့စားထားတဲ့ဒီတစ်ပတ်အတွင်းမှာပေါ့နော်ပြင်ကိုကြည့်မယ်ဆိုရင်ပြင်မြင်ရတဲ့နေထားပေါ့နော်ညီမရဲ့အိမ်ကကျတော့ဒီမြေရောက်ခန်းလို့ပဲပြောမှာမြေရောက်ထပ်ပေါ့နော်toilet ရေချိုးခန်းပတ်တုံးပေါ့မိဖို့ချောင်းကတော့ကျဲပေါ့နော်အားကြောင့်လည်းဒီအိမ်ရွေးပြလိုက်တယ်မိဖို့ချောင်းကျဲတာသဘောကျတာဆိုတော့လေအခန်းထဲကိုကြည့်မယ်ဆိုရင်တော့ခန်းကတော့ပူစီလေးပေါ့နော်လူနဲ့ကတော့လိုက်သလားမင်းနဲ့လူလည်းပူစီခန်းလည်းပူစီလူကတော့ချန်ပီနဲ့ဖြစ်တယ်ပေါ့ဒါကတော့အတွင်းကနေကြည့်ရင်လိုက်ကားပေါ့နော်ဝစ်ရှော့ဆာရှိရဲ့ဒီသူမတော့တဲ့ဟာကိုကိုတန်းစင်ပြီးစောက်ပလိုက်တယ်ပေါ့နော်စောက်ပြီးကိုဝစ်တွေကိုလှမ်းပလိုက်တယ်အပြင်သွားဖို့ဆိုပြီးတော့ပြင်ထွက်တော့ဒီနေ့ကအဲ့နေ့ကတော့နေသားရဲ့နေပေါ့နော်နေသားတော့ကောင်းကင်ရဲ့ကြည်လင်ပြီးတော့သွားတဲ့လာတဲ့လူတွေကတော့ဒီဘက်မှာနဲတယ်လို့ခေါ်မလားပေါ့နော်ဒါပေမဲ့ညဘက်ဆိုရင်တော့အတန်နေတော့တော်တော်များများတော့ကြားရတယ်ဆိုပြီးဒီကနေကင်း2နာရီလောက်ပေါ့နော်2နာရီလောက်မှသွားတာနေသားညနောက်ရက်ပေါ့နောက်ရက်ဆိုပေမဲ့ဒီနေ့ပေါ့နော်မေလ1ရက်နေ့ဒီနေ့ကတော့မိုးတွေရွာပြီးတော့ဆွေးချင်စရာလွမ်းဆွချင်စရာလေးပေါ့နော်မိုးတွေရွာပြီးလဲတိတ်ပြီးတော့မထွက်ပြဘူးပေါ့နော်ဘယ်မှမသွားပြတာပါတပတ်လုံးဝယ်ခဲ့စီမှာကြိုက်ဆုံးခင်းကျင်သည့်ပုံလေးကြည့်လောက်ပါပဲပေါ့နော်အားလုံးကျေးဇူးများတင်ပါတယ်